ပြားလေးတွေရဲ့လျှို့ဝှက်ချက်များဒီတစ်ခေါက်ပြားလေးတွေရဲ့လျှို့ဝှက်ချက်တွေကိုလေ့လာကြည့်အောင်ပြားလေးတွေဟာတဘာဝရဲ့အံ့ဖွယ်လေးတွေထဲကတစ်ခုပဲဖြစ်ပါတယ်သူတို့ဟာပြားရည်တွေထုတ်လုပ်တယ်ပန်းတွေကိုဝတ်မုံကူးပေးတယ်ပြီးတော့သူတို့ရဲ့အုပ်စုတွေနဲ့အတူတကွသူတို့ကအလုပ်လုပ်ကြပါတယ်ဒါဆိုရင်ပြားလေးတွေကဘယ်လိုအလုပ်လုပ်ကြလဲလေ့လာကြည့်အောင်ပါပြားလေးတွေဟာတဘာဝရဲ့အလုပ်သမားတွေပါသူတို့ဟာပန်းတွေကနေဝတ်မုံကိုစုဆောင်းပြီးပြားအုံကိုပြန်လာကြပါတယ်ဒီလိုဝတ်မုံကူးခြင်းကြောင့်အပင်တွေဟာမျိုးပွားနိုင်ပါတယ်ပြားတွေမရှိရင်ကဘာပေါ်ကအပင်တွေရဲ့တဝက်လောက်ဟာမျိုးမပွားနိုင်တော့ဘူးလို့သိပ္ပံပညာရှင်တွေကပြောကြပါတယ်ပြားတွေဟာပြားရည်တွေကိုလည်းထုတ်လုပ်ပါတယ်ပြားရည်ဟာကျန်းမာရေးအတွက်အရန်ကောင်းတဲ့တဘာဝအစားအစာတစ်ခုပဲဖြစ်ပါတယ်ပြားအုံထဲမှာပြားတွေဟာစနစ်တကျဖွဲ့စည်းထားတဲ့လူအဖွဲ့အစည်းလိုမျိုးနေထိုင်ကြပါတယ်တဲ့ပြားဘရင်မကြီးဟာအုပ်စုတစ်ခုလုံးကိုဥဆောင်ပါတယ်အလုပ်သမားပြားတွေဟာပြားရည်စုဆောင်းတာပြားအုံကိုထိမ့်သိမ်းတာတွေကိုလှုပ်ဆောင်ကြပါတယ်ပြားထီးတွေကတော့ပြားဘရင်မကြီးနဲ့အတူမျိုးပွားဖို့တာဝန်ယူထားရပါတယ်ပြားတွေဟာတစ်ကောင်နဲ့တစ်ကောင်ဆက်တွဲဖို့ပြားတွေရဲ့ကောက်ခုံချင်းလို့ခေါ်တဲ့လှုပ်ရှားမှုတွေနဲ့ပန်းတွေရဲ့ဒီနေရာကိုပြောပြကြပါတယ်တဲ့ပြားလေးတွေဟာတဘာဝအတွက်အရန်ရေးပါတဲ့တဝါလေးတွေဖြစ်ပါတယ်ဒါကြောင့်ပြားတွေကိုကာကွယ်သင့်ပါတယ်ပိုးတက်ဆေးတွေလျှော့သုံးတာနဲ့ပြားတွေကိုကူညီနိုင်ပါတယ်ဒီတော့ပြားလေးတွေအကြောင်းကိုသိပြီဆိုတော့ပြားလေးတွေကိုဒီထက်မကပို့ပြီးချစ်ပြီးဂရုစိုက်ကြရအောင်လားနော်